အလုံးမဲမင်္ဂလာပါရှင်ကဲအလှဝဲမင်္ဂလာပွဲတွေကိုနှွှဲမဲ့တဲတွေအတွက်ပွက်တက်မဲ့တဲတွေအတွက်အပြစ်မှာလက်ရကာလာအစ်စ်နဲ့တပုံစံနဲ့တူတဲ့ဒီလိုမျိုးဘောလုံးကျိုးလေးရှင်ဒီဘောလုံးကျိုးလေးတွေကလေကာလာလဲအကျန်းခံတယ်အပြစ်မှာတော့သူ့ရဲ့ကာလာကတကယ်အစ်စ်ရဲ့ကာလာအတိုင်းပဲရှင်နော်ဘလို့မှအတုလို့ထင်စရာမလိုတဲ့ဒီဇိုင်းတွေပါရှင်နော်သူကကြတော့ဟန်ချိန်းလေးနဲ့ခုမဝစ်ပြထားတဲ့ဟန်ချိန်းလေးနဲ့ဒီလိုဘောလုံးကျိုးနဲ့တစ်ဆက်စာလာလဲရှင်နော်ဒီလိုမျိုး1 set တစ်စုံကိုမှသူကဟန်ချင်းရဲ့ဆွဲကြိုးလေးရဲ့တစုံကို3800ပါရှင်နော်သူကလေဘေးမှာလေဒီလိုမျိုးဒီလိုကြိုးလေးလဲပါတယ်ရှင်နော်မတော်တဲ့သူတွေအတွက်ပေါ့နော်မတော့တော်တယ်နော်အဲ့ကမတော်တဲ့ခါကြလို့ရှိရင်ဒါလေးနဲ့ချဲ့ပြီးဝတ်တာပေါ့နော်ဒီကနေတွဲပြီးဝတ်မယ်တကယ်လို့မလိုအပ်တဲ့သူဆိုရင်တော့လည်းဖြတ်ပလိုက်ပေါ့ရှင်နော်ဒီလိုမျိုးဘောလုံးကြိုးရဲ့ဒီလိုမျိုးဟန်ချင်းလေးကတစုံကို3800ပါရှင်နော်ကဲအစားထိုးဝစ်ချင်တဲ့သူတွေတက်ကိုဝစ်ထားတဲ့ဒီဇိုင်းတွေရိုးနေလို့ပွဲတက်ဖို့ဘလို့မှအဆင်မပြေဘူးမလှဘူးဆိုတဲ့တဲ့အတွက်ဒီလိုမျိုးအပြင်မှာလက်ရကာလာအစ်စ်နဲ့တူတော့ကာလာအကျန်းခံတော့ဒီလိုမျိုးရိုးရရတဲ့အမြင်လိုင်းလေးတွေရှိရရှင်ကဲခစ်စားနေတဲ့တကြားခဲကြိုးလေးရှင်နော်တကြားခဲဆွဲကြိုးလေးကဲအစ်စ်တိုင်းပဲရှင်နော်ကြိုးလေးကပပလေးနဲ့ဒီလိုမျိုးတကြားခဲဒီဇိုင်းလေးလာတယ်ရှင်နော်တကြားခဲပရက်ကြိုးလေးပါရှင်နော်အယောင်သွတ်ဆုံးသောဒီဇိုင်းလေးပါရှင်เนาะဒါလေးကအယောင်သွတ်ဆုံးသောတကြားခဲဒီဇိုင်းလေးတွေเนาะဒါလေးကလေဈေးနှုန်းလေးကလည်းအရန်ကိုချိုတော့ရှင်เนาะသူကတစ်ခုကိုကျိုးတကုန်းကို1400ပါရှင်เนาะဒီတကြားခဲကျိုးဒီဇိုင်းလေးကကြတော့သူကပက်လေတကြားခဲပါရှင်เนาะသူကတကုန်းလုံးအပြည့်ကိုမှတကြားခဲလေးတွေနဲ့တွဲတန်းထားတယ်သူကလက်ဘေးမှာဝစ်လိုက်မှဆိုရင်လက်ကလေးနဲ့လေးနဲ့လေတပြောင်ဖြစ်နေမယ်ရှင်เนาะသူ့ရဲ့ကာလာကတကယ်အစ်စ်ရဲ့ကာလာတိုင်းပဲရှင်နော်အယောင်ဖြော်လွန်းတာတောက်လွန်းတာမရှိဘဲနဲ့အစ်စ်ရဲ့ကာလာတိုင်းပဲလာပါတယ်ရှင်နော်သူကကြတော့ဟန်ချင်းရဲ့ဒီ1 set လာတယ်ရှင်နော်ဒီလိုမျိုးဟန်ချင်းလေးလည်းရမယ်ရှင်ဒီလိုမျိုးဟန်ချင်းလေးလည်းရမယ်ဒါလေးကလေဟန်ချင်းရဲ့ဒီဆွဲကြိုးလေးရဲ့တစ်စုံကို2800ပါရှင်နော်ကဲကြိုက်တာလေးရှင်အဆက်လေးရိုက်ထားပါရှင်နော်အခုလိုကာလာတွေမှာအစ်စ်တွေရှိပေမဲ့ချမှုရဲတဲ့တဲတွေအတွက်ဒီဇိုင်းတွေကရိုးနေလို့ထဲလဲဝစ်ချင်တဲ့တဲတွေအတွက်ဆိုရင်အရောတဲ့လက်ခမကုံမဲ့နဲ့ပေါ့ပါလေးနဲ့ထဲလဲပြောင်းဝင်လို့အဆင်ပြေတယ်ရှင်သူကလေတကုန်းလုံးမှာသူကလေတကြားခဲနဲ့လှုပ်ထားတယ်ဆိုတော့လေဘင်းမှာလိတ်ကလေးနဲ့လေဘင်းအပြည့်တကြားခဲလိတ်ကလေးနဲ့လေဘင်းမှာလက်ကလေးနဲ့လှနေမှာရှင်နော်ဟန်ချင်းလေးနဲ့ပါတစင်စာထွက်တယ်ဆိုတော့ကဲတဲတို့ရေကဲစမတ်ကြလေးလှခြင်းနဲ့တဲတို့တဲ့ဒါလေးအမြန်ဆုံးမှာယူလိုက်မယ်ရှင်ဒီဇိုင်းအစ်စ်နောက်ဆုံးပေါ်တဲ့ဒီဇိုင်းအစ်စ်လေးမှာလိုချင်တဲ့ကာလာအကျန်းခန္ဓာလေးလိုချင်တဲ့တကယ်အစ်စ်ရဲ့ကာလာတိုင်းမဲ့လိုချင်တဲ့ဆိုတဲ့တဲတွေကအမြန်ဆုံးတာမှာယူလိုက်တော့เนาะဒါလေးဆိုရင်ချစ်စရာလေးရှင်เนาะတကြားခဲဟိုမှာဘောလုံးလေးပါမယ်အောက်ကနှစ်ပင်တွဲကြလေးပါမယ်ရှင်เนาะတစ်ကျိုးလေးကလည်းတစ်ချစ်လေးနဲ့အစ်စ်မှာလာတဲ့ဒီဇိုင်းမျိုးတစ်ချစ်ကလေးနဲ့ရှင်เนาะကဲဘလို့မှအတုလို့ထင်စရာမလိုတဲ့ဒီဇိုင်းတွေပါရှင်ကဲเนาะဒါလေးဒီလိုမျိုးဘောလုံးတွဲကြကျိုးလေးလည်းမှာယူနိုင်နေရှင်ဘောလုံးကိုမှဒီလိုနှစ်ပင်ကြတကြားခဲလေးနဲ့လှုပ်ထားတယ်ရှင်เนาะချစ်စရာလေးကဲကြိုက်တယ်ဆိုရင်မကုန်ခင်အမြန်ဆုံးမှာယူမယ်ရှင်เนาะဒီကျိုးလေးကြိုက်လို့ရှိရင်ဒီကျိုးလေးက16000ပါရှင်